အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာမဲဆွေရဲ့ပန်းတိုင်ကိုစနစ်တကျဖြစ်စေဖို့အတွက်မဲဆွေလိုချင်တဲ့အရာကိုစနစ်တကျဖြစ်စေဖို့အတွက်ကျွန်တော်အချက်လေး၅ချက်နဲ့မျှဝေပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဘာလိုချင်တာလဲဆိုတာကိုတိတိကျကျသိဖို့လိုတယ်ကျွန်တော်တို့ဘာလိုချင်တာလဲဆိုတာကိုတိတိကျကျသိမှသာကျွန်တော်တို့ရဲ့လိုချင်တာကိုအမြင်ရှင်းမှာဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့လိုချင်တဲ့အရာကိုဘယ်လောက်ထိလိုချင်တာလဲတိုင်းတာလို့ရတဲ့အတိုင်းတာဖြစ်ရပါမယ်ကျွန်တော်တို့ဥမာငွေလိုချင်တယ်ပတ်စံလိုချင်တယ်ဆိုရင်ကျွန်တော်တို့ပတ်စံဘယ်လောက်လိုချင်တာလဲဥမာ300လား350လားဒါကိုကျွန်တော်တို့သေချာချရေးဖို့လိုပါတယ်တတိယတစ်ချက်အနေနဲ့အဲ့ဒီပန်းတိုင်ကိုကျွန်တော်တို့ရယူနိုင်ဖို့လိုပါတယ်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကိုရယူဖို့အတွက်ဆိုရင်လက်ရှိကျွန်တော်တို့ဘာတွေလုပ်နေလဲအဲ့ဒီလုပ်တဲ့အရာတွေပေါ်ကနေပေါ့ကိုလိုချင်တဲ့နေရာကိုရောက်ဖို့အတွက်ဘာတွေကိုလှုပ်ဆောင်ရမလဲဒီဟာကိုလည်းကျွန်တော်တို့တိတိကျကျသိဖို့လိုပါတယ်နောက်တစ်ချက်ကလက်တွေ့ကြဖို့လိုတယ်ဥပမာကိုကလက်ရှိဝင်ငွေကတောင်းကနမ်းပဲရှိတယ်ဒါပေမဲ့ယာကနန်းကိုသွားကျင်တယ်ဆိုရင်ကျွန်တော်တို့လက်တွေ့ကြအောင်ဘယ်လိုလုပ်ရမလဲဒီဟာတွေကိုလည်းကျွန်တော်တို့သေချာစနစ်ချဖို့လိုပါတယ်နောက်ဆုံးတစ်ချက်ကကျွန်တော်တို့လိုချင်တဲ့အရာကဘယ်အချိန်မှလိုချင်တာလဲဒီဟာကိုတိတိကျကျသိဖို့လိုပါတယ်အဲ့တော့ဒီဟာကိုအနှစ်ချုပ်ရမယ်ဆိုရင်ကိုဘာကိုလိုချင်တာလဲဆိုတာသိရမယ်ဒုတိယတစ်ချက်အနေနဲ့ဘယ်လောက်လိုချင်တာလဲဆိုတာသိရမယ်တတိယတစ်ချက်အနေနဲ့အဲ့ဒါကိုကျွန်တော်တို့တိုင်းတာလို့ရရမယ်တိုင်းတာလို့ရရမယ်နောက်တစ်ခုကလက်တွေ့ကြရမယ်နောက်ဆုံးအချိန်သတ်မှတ်ချက်ရှိရမယ်ဒီအရာ၅ခုကရှိနေပြီဆိုရင်မိတ်ဆွေရဲ့ပန်းတိုင်ကစနစ်ကျဖြစ်ပြီးတော့မိတ်ဆွေလိုချင်တဲ့အရာကိုတိတိကျကျရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ just လို့ရေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ